ဆာလောင်မွတ်သိပ်မှုကိုတဏှာလို့ခေါ်တာဘာတွေကိုဆာလောင်မွတ်သိပ်နေတတ်တုံးဆိုရင်လူတွေဟာလူချင်းစရာတွေအတွက်ဆာလောင်မွတ်သိပ်နေကြတာဖြစ်တယ်ဘာဖြစ်ဖြစ်လူချင်းတယ်ကောင်းတဲ့အရာတွေလူချင်းတယ်မျက်စိနဲ့ကြည့်ပြီးတော့လဲနှစ်သက်စရာအာယုန်တွေကိုလူချင်းတယ်နားနဲ့နားထောင်ပြီးတော့လည်းပဲตายရတဲ့အတန်ကိုလူချင်းတယ်တောင်းတတယ်မွတ်သိပ်တယ်အဲ့ဒီမွတ်သိပ်မှုဆိုတာဟာပြေပြောက်သွားသလားလို့ဆိုမပြေဘူးရလို့ရှိရင်လည်းနောက်ထပ်လိုချင်နေမြဲပဲဆန်းငံရည်တောက်တယ်လို့ပဲတောက်လေငတ်မပြေဆိုတာလို့တဏှာရဲ့သဘာဝတရားဟာရလေလိုလေဆိုတာမျိုးပဲနော်အာရလိုချင်နေတော့မယ်အဲ့ဒီလိုချင်နေမှုဟာဘယ်တော့မှဆုံးမတတ်သည့်အတွက်ကြောင့်မွတ်သိပ်မှုလို့သူတို့ခေါ်တယ်ဆန်းငံရည်တောက်ပြီးသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာရေတောက်လိုက်ပြီးတော့တောက်ချင်လာတဲ့စိတ်တွေကပူများလာလိုက်ဖိုက်တာကဲသွားရောဝါသွားတယ်လို့မရှိဘူးတောက်ချင်တော့မယ်ဆိုတာမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒီသဘောပဲလူတွေရဲ့စိတ်ထဲမှာလိုချင်မှုမွတ်သိပ်ဆာလောင်မှုမွတ်သိပ်မှုဆိုတဲ့အရာဟာလူတွေရဲ့စိတ်ထဲမှာရှိနေတယ်အဲ့ဒီရှိနေတဲ့တဏှာဆိုတဲ့သဘာဝတရားဟာဖယ်ရှားပြလို့ရနိုင်တဲ့အရာတစ်ခုဖြစ်တယ်အဲ့တော့လူတိုင်းတဏှာဆိုတဲ့မွတ်သိပ်မှုမွတ်သိပ်တယ်ဆိုတာရေငတ်တာကိုပြောတာဆာလောင်တာကထမင်းစားတာကိုပြောတာအရေကိုတောက်ချင်တာကမွတ်သိပ်တာအဖတ်စားချင်တာကဆာလောင်တာလို့စကားလုံးနှစ်ခုကွဲပြားသေးတယ်နော်စကားလုံးနှစ်ခုကွဲပြားတယ်အခုကမွတ်သိပ်တာဒီစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဆာလောင်မှုဆိုတာလေးကဗိုက်ပြည့်သွားရင်တင့်တိတ်သွားတာသိတယ်မွတ်သိပ်မှုဆိုတာတင့်တိတ်နေလို့သိမရှိဘူးရေကငတ်မြဲပဲငတ်နေတာပဲဖြစ်တယ်နော်ရေကငတ်မြဲပဲငတ်နေတာအဲ့ဒါမျိုးကိုပိပါတာလို့ခေါ်တယ်ပါဠိမှာပိပါတာဆိုတဲ့စကားလုံးကပါတုံအိဋ္ဌပိပါတာတောက်ချင်နေတော့မယ်ဘလောက်ပဲတောက်အားရတယ်လို့မရှိဘူးတောက်ချင်နေတော့မယ်ဆိုတဲ့ဟာမျိုးအဲ့ဒါကြောင့်မို့လို့တဏှာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုမွတ်သိပ်မှုဆိုတဲ့အဓိပ္ပာယ်နဲ့မြတ်စွာဘုရားဟောတာဖြစ်တယ်အဲ့ဒီတဏှာကိုပဲပောနုဘဝိကာလူတွေဟာဘဝတစ်ခုနဲ့ကျင့်တတ်သလားဆိုမကျင့်တတ်ဘူးနောက်ဘဝတစ်ခုလိုချင်တယ်အကောင်းကိုအများအားမျှော်လင့်တယ်ကုသိုလ်ကောင်းမှုလုပ်ပြီးပြန်လို့ရှင်လေဒီဘဝရဲ့ကောင်းတဲ့ဘဝလေးလူချင်းနေပြန်နော်အဲ့ဒီဘဝရောက်ရင်လည်းပဲ